Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့အိမ်မှာလှူစားလို့အရင်ရတာရှိတဲ့အမေသားနဲ့လေးကိုမျှဝေချင်ပါတယ်နူးနူးအီးအီးနဲ့အစီပြန်မွေးမွေးလေးဖြစ်အောင်ချက်ပြသွားမှာမို့လို့အဆုံးထိကြည့်ပေးကြပါအရင်ဦးဆုံးဟင်းရဲ့အရသာအဓိကဖြစ်တဲ့ဂျင်းကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတွေကိုညက်နေအောင်ထောင်းထားပါမယ်ဒီအမွေးကြိုင်တွေကဟင်းကိုမွေးပြီးအရသာပိုတက်စေပါတယ်ပြီးတော့ဆေးထားတဲ့အမေသားလုံးတွေကိုကြက်သွန်နဲ့ထောင်းထားတဲ့အမွေးကြိုင်တွေစပလင်နနံပင်တံမြတီးနဲ့ငရုတ်တီးမုံခမုံတွေကိုထည့်ပြီးတမတောင်းလက်နဲ့နေပေးပါမယ်ဒီအစ်စ်မှာအရသာကအသားသေးဝင်ဖို့ရေးကြည့်ပါတယ်နေပြီးသားအသားတွေကိုခဏလောက်နှက်ပြီးနောက်မိဖို့ပေါ်တင်ပြီးအဖုံးအုပ်ချက်ပါမယ်ချိန်အနည်းငယ်ပေးပြီးနောက်အသားနူးလာတဲ့အထိဆောက်ပါနောက်ဆုံးမှာစီပြန်လာတဲ့အထိချက်ပေးရင်အရသာအပြေးနဲ့ပြည်စီတော့ပါပြီခဲဒီလိုနဲ့အနံ့ကတော့တကယ်ကိုမွေးလုံးနေပြီအသားကလည်းနူးနူးအီးအီးနဲ့မေးသားနဲ့လေးပြေးတော့ပါပြီသမင်းပူပူနဲ့တွဲစားလိုက်ရင်တစ်ခါစားပြီးတာနဲ့မမိတ်နိုင်တော့အောင်မိန်နဲ့မှသိချပါတယ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်